Hello အားလုံးမင်္ဂလာပါအခုတင်ကန်းစာမှာကျွန်တော်တို့middleware လေးတစ်ခုနဲ့လာပြီးတော့ထိန်းရအောင်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီရဲ့ authenticated ဖြစ်ပြီးသွားရင်အလုပ်လုပ်မဲ့ဟာတွေကအများကြီးပဲဖြစ်နိုင်တယ်နော်။အများကြီးပဲဖြစ်နိုင်တယ်ဆိုတော့ဒါကြီးကိုကျွန်တော်တို့လိုက်ပြီးရေးနေရရင်လည်းမဟုတ်သေးဘူးပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအဲ့ဒီကိစ္စအတွက် middleware တစ်ခုနဲ့လာပြီးတော့ထိန်းကြမယ်။အဲ့တော့ php artisan make middleware jwt org middle middleware လို့ကျွန်တော်ပြောလိုက်မယ် okay အဲ့တော့အရင်ကတော့ကာနယ်မှာသွားပြင်တယ်အခု bootstrap ထဲက app.php မှာကျွန်တော်တို့ middleware ကိစ္စတွေလာပြီးတော့ရေးရမယ်အဲ့တော့ဒီ with middleware မှာလာပြီးရေးမယ်ပေါ့နော်$ဒီ middleware ကနေ ali alias နဲ့ကျွန်တော်တို့က custom ကိုယ်တိုင် middleware တစ်ခုဖန်တီးချင်တာဗျာနော်အဲ့တော့ jwt org middleware အထိတ်မှာ auto use လုပ်သွားတယ်ပြီးရင်ဒီကောင်ဒီနာမည်ကိုကျွန်တော် copy ကူးမယ်ဒီမှာ paste လာပြီးလုပ်မယ်အဲ့တော့ဒီ middleware ကသူ့ဟာနဲ့သူနေအလုပ်မလုပ်ဘူးဒီ middleware ကိုတကယ်ခေါ်ပြီးမှအလုပ်လုပ်မယ်ပေါ့နော်အဲ့တော့ဒီ API ကိုလာမယ်အဲ့တော့ဒီမှာ route group နဲ့ middleware မှာကျွန်တော် array နဲ့ကျွန်တော်တခုပဲသုံးပါဆိုတော့တခုဒီဟာလည်းရရနော် okay ကော်မနောက်က callback function နဲ့အဲ့တော့ဒီ middleware ကဒီအတွင်းထဲမှာရှိတဲ့ route တွေအားလုံးကို affect ဖြစ်ပြီပေါ့နော်အဲ့တော့ jwt ဒီ org middleware ကိုကျွန်တော်သွားရအောင်အဲ့တော့ try cache နဲ့ကျွန်တော်လမ်းပြီးတော့ cache နဲ့လမ်းပြီးဖမ်းထားလိုက်မယ် cache မှာ jwt exception $e နဲ့နော် okay return response json message မှာကျွန်တော်တို့an invalid token လို့ပြောလိုက်မယ်နောက်မှာကျွန်တော်တို့full one and authorized status ကိုလည်းပေးခြင်းပေးလို့ရတယ်ပေါ့နော် okay ဒါ okay ဒီတိုင်းပဲထားလိုက်မယ်အဲ့တော့ခုနဟိုဘက်ကနေကျွန်တော် copy သွားပြီးတော့ကူးရအောင်ဘာလို့လဲဆိုတော့ဒီကောက်ကိုပေါ့နော်ဒါလမ်းပြီးတော့ try ကြည့်လိုက်တာဗျာဒီကောက်လေးကိုလမ်းပြီးတော့ authenticate လမ်းပြီးလုပ်ကြည့်လိုက်မှာလမ်းပြီးလုပ်ကြည့်လိုက်တယ်လုပ်ကြည့်လိုက်လို့ तू ကအဆင်မပြေဘူးဆိုလို့ရှိရင်ဒီကောင်ကလာပြီးအလုပ်လုပ်လိမ့်မယ်ပေါ့နော်ဒီ middleware ကမဟုတ်လို့ရှိရင်တော့ तू ဟာနဲ့ तू အလုပ်လုပ်သွားလိမ့်မယ်ပေါ့နော် next request ကို तू က तू အလုပ်လုပ်သွားလိမ့်မယ်ဆိုတော့ဒီတွင်းမှာရှိတဲ့ request တစ်ခုကိုလမ်းပြီးတော့ခေါ်သွားလိမ့်မယ်ပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့ကဒီမှာလာပြီးတော့user equal တန်းပြီးတော့ခေါ်လိုက်ရုံပဲ try catch ဒီမှာ block ဒီမှာကျွန်တော်လုပ်စရာမလိုတော့ဘူးပေါ့နော် user ကို oh sorry ဒါ middleware မှာကျွန်တော်လာလုပ်နေ middleware မှာမဟုတ်ဘူး all API မှာ okay try catch no more try catch okay ရပြီအဲ့တော့တစ်ချက်စမ်းကြည့်အောင်ကျွန်တော်တို့ဒီ middleware အလုပ်လုပ်လားမလုပ်လားဒီ bearer token တခုခုမပါဘူးပဲထားလိုက်ပါတော့ဒါဆို send လုပ်လိုက်မယ်ဒီမှာ invalid token 401 and authorized status နဲ့ထွက်လာတယ်ပေါ့နော် invalid token ဆိုပြီးတော့ဒါဆိုရပြီ middleware ကဒါတကယ်အလုပ်လုပ်နေပြီပေါ့နော်ဘာဖြစ်လို့ဒီလိုလုပ်ရလဲဆိုတော့ဒီထဲမှာများစွာသော authentication ဖြစ်ပြီးသွားမှာလုပ်ရမယ် text တွေ route တွေအများကြီးရှိတယ် API တွေအများကြီးရှိတယ်ပေါ့နော်အဲ့ဒီဟာတွေအတွက်ကျွန်တော်တို့ middleware ကိုဖန်တီးရခြင်းဖြစ်ပါတယ် okay ဒါတစ်ချက်ပြန်ဆက်လုပ်လိုက်ရင် sorry ဒီမှာပြန်ပြီးဆက်လုပ်လိုက်ရင်เนาะorder authenticated ဖြစ်ပြီးသွားမှာအသုံးပြုလို့ရမယ်ဒါ route တွေပေါ့နော် user profile ဆိုတဲ့ဟာတွေက okay အားလုံးနားလည်မယ်လို့ထင်တယ်အားလုံးကျေးဇူးပါ